မြတ်ဖျားဘဂဝါကုံတော်ကိုဝါကိုကြည်ညိုရာပွားကြပါစေတော်ပြမတတဝါတို့ဤပူဇော်ရာအချူကိုခံယူတော်မူ၍ရာအရဟံမြည်တော်ပရမေမြတ်ကုန်တော်လူနဲ့ပြမတတဝါတို့ဤပူဇော်ရာအချူကိုခံယူတော်မူ၍ရာအရဟံမြည်တော်ပရမေမြတ်ကုန်တော်အလုံးစုံသောတရားတော်တို့တရားမှုဉာဏ်လေးအချင်းအကြံပဲရှိတည်မြင်တော်မူ၍ရာဓမ္မတန်ဗုဒ္ဓပရမေမြတ်ကုန်တော်ဝိဇာသုံးပါးဝိဇာရှိပါစရဏ35ပါးနဲ့ပြည်စုံတော်မူ၍ရာဝိဇာစရဏတမ္ပန္နမြည်တော်ပရမေမြတ်ကုန်စလေအစုံသာကောင်းမြတ်သောတရားတော်တို့ရာဟောကြားတော်မူ၍သူကတော်မြည်မှပရမေမြတ်ကုန်တော်တတ္တသင်္ခါယဩဃတမြည်တွင်လောကသုံးတွင်အဆုံးတိုင်းတို့တွင်တည်မြင်တော်မူ၍ရာလောကဝိတုမြည်ပေသောပရမေမြတ်ကုန်တော်မြမနဲ့လူတတဝါဟုတမြဩမကယူကြအရိုင်းစိတ်ကိုပေချွေရင်ကြည်စေအနုတ္တရောပုရိသဓမ္မသာရတိပရမေမြတ်ကုန်တော်30ဘုံမှာဝိနည်းတတဝါများဤအတူမရှိသောဆရာတဆူရာတထာရေဝမနုဿာနာပရမေမြတ်ကုန်တော်30ဘုံမှာဝိနည်းတတဝါများဤအတူမရှိသောဆရာတဆူရာတ
တ္ထာရေဝမနုဿာနာပရမေမြတ်ကုန်တော်ဒုက္ခသမုဒယမဂ္ဂနိရောဓလေးပါသောသစ္စာတရားတို့ကိုအလုံးစုံပင်သိမြင်တော်မူ၍သာဗုဒ္ဓမြည်သောပရမေမြတ်ကုန်တော်ဘုံတော်ကုံတော်ဉာဏ်တော်တကုတော်အတုမရှိအနန္တပြေဝသည်သာဘဂဝါမြည်တော်ပရမေမြတ်ကုန်တော်စိတ်နေဖျားကိုပါကုန်တော်နေ့စဉ်ညတိုင်းရွတ်စုကြတော်ကျမ်းမာချမ်းသာဘေးဗျာဝေးကွာကိုစိတ်နှဖျားအေးမြရဲ